သီးခံလိုက်တယ်ဆိုတာကိုမနိုင်လို့အရှုံးပေးလိုက်တာကိုအဓိပ္ပာယ်ကောက်အဲ့ဒါလို့မဟုတ်ဘူးမိမိရဲ့စိတ်ချမ်းသာမှုကိုချမ်းသာမှုကိုဖော်မပြဘူးစัจ jin မဲ့တွေဘလို့လာကိုယ့်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတွေကိုလည်းသီးခံတယ်ပြန်လည်တုံ့ပြန်ပြီးတော့ကျမ်းမ်းတဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူးအပြုံးမပြတ်နေနိုင်တယ်ကိုယ်စိတ်တုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ပဲနေတာဒါသီးခံတယ်လို့ပြောတာလောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာသီးခံတာအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်